လွန်ခဲ့တဲ့နှစ်နှစ်ကစိုက်ခဲ့တဲ့သစ်ပင်ပေါင်း9000ကျော်နဲ့6မျိုးရဲ့အပူချိန်ကိုရှော့ချပေးနိုင်တော့မဲ့အနေထုံးနိုင်မြန်မာနိုင်ငံကရေမြေတောထောင်တဘာဝရှုခင်းနေနဲ့အလွန်ကိုတင့်တယ်လှပတဲ့နိုင်ငံဖြစ်တာမို့အခုလိုမျိုးဒါရလှပတဲ့တဘာဝတရားတွေကိုရေရှည်တည်တံ့လှပနေဖို့ကလူသားတိုင်းရဲ့တာဝန်ဖြစ်တယ်လို့အသိစိတ်ကိုစီနဲ့တဘာဝပတ်ဝန်းကျင်ကိုဆက်လက်ထိန်းသိမ်းကြရမှာဖြစ်ပါတယ်အရင်ကဘိုးဘွားတွေစိုက်ခဲ့တဲ့အပင်နဲ့လက်ရှိလူသားတွေခံစားနေကြရတယ်လို့နောက်အနာဂတ်လူငယ်လေးတွေအတွက်ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာဖို့ကိုလည်းလက်ရှိလူသားတွေကဖန်တီးပေးကြရတာဖြစ်ပါတယ်။နေထူးနိုင်ကတော့အားလုံးသိကြတဲ့အတိုင်းဗီဒီယိုခစ်မှာအောင်မြင်ကြော်ကြားခဲ့တယ်လို့နေပရိသတ်တွေအခိုင်အမာရထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။နေထူးနိုင်ကအနုပညာအလုပ်ကိုရန်နာထားတဲ့အချိန်မှာလည်းကိုမျိုးကိုရွာပတ်ဝန်းကျင်စိမ့်လန်းဆိုပြေစေဖို့အတွက်ရည်ရွယ်ခဲ့တာကြောင့်အဖွဲ့အစည်းအသီးသီးအလို့ရှင်အသီးသီးနဲ့ချိတ်ဆက်ပြီးတော့6မျိုးရဲ့တောင်ကတုံးတွေပေါ်မှာတစ်ပင်စိုက်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အားလုံးစုပေါင်းညီညာစွမ်းအားနဲ့အပင်ပေါင်း9000ကိုစိုက်ပျိုးနိုင်ခဲ့တာပါ။အပင်ပေါက်ကလေး9000ကျော်ကိုအပူချိန်46ဒီဂရီလောက်ရှိတဲ့6မျိုးမှာစိုက်ပျိုးခဲ့တာမို့သူစိုက်ပျိုးခဲ့တဲ့အပင်လေးတွေကရှင်သန်ဖို့ခက်ခဲလိုက်မယ်လို့ထင်ရပေမဲ့အပင်လေးတွေကအခုချိန်မှာတော့မောကြီးရတဲ့အနေအထားကိုရောက်ရှိလို့နေပြီဖြစ်ပါတယ်။နေထူးနိုင်ကအပင်ပေါက်လေးတွေကို6ရက်6လ2024မှာစတင်စိုက်ပျိုးခဲ့တာကြောင့်အပင်လေးတွေက2နှစ်သားလောက်ရှိနေပြီဖြစ်ပါတယ်။သူစတင်စိုက်ပျိုးခဲ့စဉ်ကတထွာလောက်သာရှိသေးတဲ့အပင်လေးတွေကရှင်သန်မှုအားကောင်းနေတာကိုမြင်ရတဲ့အတွက်နေထူးနိုင်ကဝမ်းသာပီတိဖြစ်လို့နေတာဖြစ်ပါတယ်။နေထူးနိုင်ကအပင်လေးတွေကိုစိုက်ပျိုးတဲ့နေရာမှာလည်းအရေးရအပင်ကြီးတွေကိုသာအများဆုံးရွေးချယ်စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။အပင်တွေကိုတောင်ကုန်းတွေပေါ်မှာဆိုရင်လည်းစိုက်ခင်းနံပါတ်လေးတွေတက်ပြီးတော့မကြီးတန်းတမာတန်းကုတ်ကိုတန်းဆိုပြီးတော့အတန်းလိုက်လေးတွေစိုက်ထားတာဖြစ်တယ်လို့ခရီးပင်လေးတွေတပြေပူပင်လေးတွေကိုလည်းစိုက်ပျိုးထားတာဖြစ်ပါတယ်။စိုက်ခင်းနဲ့မှာဆိုရင်လည်းအပန်းဖြေစရာ view point အတွက်နေရာလေးခြံထားပြီးတော့တနေ့မှာပြုတ်လုသွားဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။အပင်လေးတွေလောင်းဖို့အတွက်ရေကိုလည်းရေရင်းအလူရှင်နဲ့ချိတ်ဆက်ပြီးတော့ဒူးခဲ့တာဖြစ်တယ်လို့ပိုက်တွေနဲ့စနစ်တကျစီစဉ်ပြီးတော့တောင်ကုန်းပေါ်အထိရေကိုအရောက်ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။သူအနေနဲ့အခုလိုအပင်ကိုထောင်ထဲချီစိုက်ပျိုးနိုင်ဖို့ဆိုတာကသူတယောက်တည်းနဲ့မဖြစ်နိုင်ပါဘူး။လူအများအားနဲ့ညီညီညွတ်ညွတ်လုပ်ကြရတာပါ။ပြိုးပင်ပေါက်လေးတွေကိုလူတန်းပေးကြတဲ့အလူရှင်တွေရဲ့ကောင်းမှုကြောင့်ဖြစ်တယ်လို့သစ်ပင်တွေအခုလိုမျိုးကြီးထွားရှင်သန်နိုင်ဖို့ကလည်းသစ်ပင်ကိုပြုစုဆောင်ရှောက်ပေးနေတဲ့သူတွေကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်လည်းအခုလိုတောင်ကတုံးတွေနောက်10နှစ်အကြာမှာစိမ့်လန်းဆိုပြေတဲ့ဒေါအုပ်ကြီးဖြစ်လာတော့မှာပါ။နေထူးနိုင်ရဲ့သစ်ပင်စိုက်ပျိုးတဲ့အဓိကရည်ရွယ်ချက်ကသစ်ပင်သစ်တော်တွေကိုထိမ့်သိမ်းဆောင်ရှောက်ဖို့လည်းဟုတ်တယ်လို့သစ်ပင်တွေရတဲ့အောက်ဆီဂျင်ကြောင့်လည်းလူပတ်ဝန်းကျင်တစ်ခုလုံးအောက်ဆီဂျင်ကိုအပြည့်အဝရနိုင်တာဖြစ်ပြီးတော့သစ်ပင်ရဲ့အရေးကြောင့်လည်းအပူချိန်ကိုအန်ထူးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်လည်းနေထူးနိုင်ကဂေဟစနစ်ကိုပြောင်းလဲစီခြင်းတဲ့အတွက်လူတိုင်းကိုဘလိုနည်းနဲ့မဆိုသစ်ပင်စိုက်စေခြင်းခဲ့တာပါ။ဒါအပြင်နေထူးနိုင်ကလူတယောက်ကဘလောက်ချမ်းသာဘလောက်ပဲပညာတွေတက်ဘလောက်ပဲအာဏာတွေရှိအောက်ဆီဂျင်မရှိရင်အသက်ရှင်ဖို့မဖြစ်နိုင်ဘူးလို့ထောက်ပြခဲ့ပြီးတော့အောက်ဆီဂျင်တွေထုတ်ပေးနေတဲ့သစ်ပင်ကိုစိုက်ကြဖို့တိုက်တွန်းသွားခဲ့တာဖြစ်ပါတယ်။စိတ်ချမ်းသာခြင်းရင်သစ်ပင်စိုက်ဆိုတဲ့စကားအတိုင်းပရိသတ်ကြီးတို့ရောစိတ်ချမ်းသာဖို့သစ်ပင်စိုက်ကြဖို့တိုက်တွန်းပေးရစေရှင်။ကျေးဇူးပါပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။